Korea နိုင်ငံမှာဘလုံးပရိသတ်တွေ Premier League ပွဲစဉ်တွေကိုကြည့်ရှုနိုင်ဖို့ခေါင်းဆောင်ကြီးကျွန်အားကသဘောတည်းပြီဆိုတဲ့သတင်းကစိတ်ဝင်စားစရာပါ။ဒါပေမဲ့ဒီလိုပြသခွင့်ပြုတာဟာလည်းကိုတော့မဟုတ်ပါဘူး။ Korea ရဲ့ TV ထုတ်လွှင့်မှုကအပြင်ကဘာနဲ့ဆက်သွယ်အနည်းဆုံးဖြစ်အောင်အစဉ်အတန်းတင်းကြပ်စင်ဆာဖြစ်တော်မူတဲ့လုပ်ပြီးမှပြသရတာပါ။တင်းကြပ်တဲ့စီမင်းကခု Korea ဘော်ရုပ်မြင်သံကြား KCTV မှာ Premier League ပွဲစဉ်တွေကိုပြသဖို့အတွက်ချမှတ်ထားတဲ့အဓိကစည်းကမ်းချက်တွေကတော့ တရက်ကြီးချူခွင့်မရှိပါဘူး။ပွဲစဉ်တွေကိုချက်ချင်းပြသမှာမဟုတ်ဘဲပြန်လည်တီးဖြတ်ပြီးမှနောက်ကျမှသာပြန်လည်ထုတ်လွှင့်မှာပါ။ဒါပြည်သူတွေပြင်ကဘာနဲ့ချက်ချင်းထိတွေ့နိုင်မယ့်အခြေအနေကိုချထားတာပါ။မိနစ်60ပဲကြည့်ရပါမယ်။ပုံမှန်မိနစ်90ရှိတဲ့ဘလုံးပွဲစဉ်တွေကိုမိနစ်60သာပြသဖို့ချလိုက်ပါတယ်။ဒီလိုချလိုက်တဲ့အတွက်ဘလုံးပွဲတစ်ခုလုံးကိုကြောင်းရာတွေနဲ့ကစားသမားတွေရဲ့အမူအရာချို့တွေကိုဖျက်တော့နိုင်မှာဖြစ်ပါတယ်။အင်္ဂလိပ်စာလုံးတွေကိုဖုတ်ထားပါမယ်။ကွင်းတွင်းမှာမီဒီယာနဲ့အင်္ဂလန်စာလုံးနဲ့ကြောင်းရာဆိုင်ဘောအားလုံးကိုမြောက်ကိုရီးယားရဲ့ graphics logo တွေနဲ့ဖုတ်ထားမှာပါ။ဒါနောက်တန်းယဉ်ကျေးမှုနဲ့ကွန်မတ်တန်ဆေးတွေနဲ့စီးပွားရေးပိုင်းဆိုင်ရာသတင်းအချက်အလက်တွေမြောက်ကိုရီးယားပြည်သူတွေစီမရောက်ဖို့တားဆီးထားဖြစ်ပါတယ်။တောင်ကိုရီးယားကစားသမားများမပါရ။အရေးကြီးဆုံးကတော့တောင်ကိုရီးယားနိုင်ငံသားကစားသမားတွေဖြစ်တဲ့Kim Ji-soo, Hwang Hee-chan နဲ့နာမည်ကြီးကစားသမားဖြစ်တဲ့Son Heung-minတို့ရဲ့ရုပ်သံအားလုံးကိုလုံးဝဖျက်ချမှာဖြစ်ပါတယ်။နိုင်ငံရေးတင်းမာမှုကြောင့်ပြိုင်ဘက်တောင်ကိုရီးယားရဲ့အောင်မြင်မှုတွေကိုမြောက်ကိုရီးယားပြည်သူတွေစီမြင်တွေ့ဖို့ခွင့်ပြုတာဖြစ်ပါတယ်။ LGBT သင်္ကေတအများကိုဖယ်ရှားမှာဖြစ်ပါတယ်။လိင်တူချစ်သူတွေနဲ့သက်ဆိုင်တဲ့ LGBT သင်္ကေတတွေဒါမှမဟုတ်အနောက်တိုင်းရဲ့လိင်ပိုင်းဆိုင်ရာလွတ်လပ်မှုတွေကိုပြသတဲ့မြည်ကြည့်မြင်ကွင်းကိုမဆိုတိဖြတ်ပြီးဖြိုချမှာဖြစ်ပါတယ်။ဘာကြောင့်ဒီလိုလုပ်တာလဲဆိုတော့ဒီလိုတင်းကြပ်တဲ့စင်ဆာတွေချမှတ်ရတာဟာမြောက်ကိုရီးယားရဲ့အစိုးရရဲ့ပြင်ပကဘာမှတင်းချက်လက်ထိန်းချုပ်ရေးမူဝါဒကြောင့်ဖြစ်ပါတယ်